Breaking news. Manchester City အသင်းကတော့နီးပြတဲ့အဖြစ် Enzo Maresca ကို3 နှစ်စာချုပ်နဲ့တရားဝင်ခန့်အပ်လိုက်ပြီဖြစ်ပါတယ်။ဒီသတင်းဟာဘောလုံးလောကတစ်ခုလုံးကိုအံ့အားသင့်စေခဲ့တဲ့သတင်းတစ်ခုလည်းဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ Maresca ဟာ City အသင်းအတွက်မစိမ့်တဲ့သူတစ်ယောက်ဖြစ်နေပြီးအရင်တုန်းကလည်း Pep Guardiola ရဲ့လက်ထောက်နီးပြအဖြစ်တာဝန်ယူခဲ့မှုသူဖြစ်ပါတယ်။ဒါကြောင့် City ရဲ့ကစားပုံကလပ်ရဲ့ယဉ်ကျေးမှုကစားသမားတွေရဲ့အရေးသွေးနဲ့ဖိအားတွေကိုသူကကောင်းကောင်းနားလည်ထားတဲ့နီးပြတစ်ယောက်လို့ပြောနိုင်ပါတယ်။ Maresca ရဲ့နီးပြဘဝကိုပြန်ကြည့်မယ်ဆိုရင်သူဟာဘောလုံးကိုအပိုင်ကစားပြီးတိဆောက်တဲ့ပုံစံအမြန်ပေးကစားတဲ့ passing football နဲ့ position play ကိုအလွန်နှစ်သက်တဲ့နီးပြတစ်ယောက်ပါဒီကစားဟန်ဟာ Pep Guardiola ရဲ့နီးစနစ်နဲ့အလွန်ဆင်တူတာကြောင့် City အသင်းအတွက်ကြီးမားတဲ့အပြောင်းအလဲထက်ဆက်လက်တိုးတက်အောင်လှုပ်ဆောင်မဲ့ရွေးချယ်မှုတစ်ခုလို့မြင်ရပါတယ်။ဒါပေမဲ့ Maresca အတွက်စိန်ခေါ်မှုတွေကလည်းမနည်းပါဘူး။ပထမဆုံးကတော့ Pep Guardiola လိုသမိုင်းဝင်အောင်မြင်မှုတွေရယူပေးခဲ့တဲ့နီးပြတစ်ယောက်ရဲ့နေရာကိုဆက်ခံရတာပါ။အဲ့ဒီလိုနေရာကိုရောက်လာတဲ့နီးပြတိုင်းဟာနှိုင်းယှဉ်ခံရမှာသိချပါတယ်။ဒုတိယအနေနဲ့ Premier League ပြိုင်ဆိုင်မှုကတစ်နှစ်ထက်တစ်နှစ်ပိုမိုပြင်းထန်လာနေပါတယ်။ Liverpool, Arsenal, Chelsea, Man United နဲ့တခြားအသင်းတွေကလည်းအင်အားတိုးလာနေတဲ့အတွက် City ရဲ့အောင်မြင်မှုကိုဆက်လက်ထိန်းသိမ်းဖို့ဆိုတာလွယ်ကူမှာမဟုတ်ပါဘူး။ဒါပေမဲ့အားသာချက်တစ်ခုကတော့ Maresca ဟာအသင်းရဲ့အတွင်းပိုင်းကိုနားလည်ပြီးသားဖြစ်တယ်လို့ကစားသမားတော်တော်များများနဲ့လည်းရင်းနှီးမှုရှိနေပါတယ်။ဒါကြောင့်အသင်းကိုအချိန်တိုအတွင်းအဝင်ခွင့်ကြဖြစ်အောင်တည်ဆောက်နိုင်မဲ့အခွင့်အရေးကောင်းရှိနေပါတယ်။အခုတော့ Manchester City ပရိသတ်တွေမျှော်လင့်နေတာကတခုတည်းပါပဲ Maresca ဟာPep ရဲ့အောင်မြင်မှုတွေကိုဆက်လက်ထိန်းသိမ်းနိုင်မလားဒါမှမဟုတ်သူ့ကိုယ်ပိုင်ခေတ်တစ်ခုကိုစတင်နိုင်မလားဆိုတာဖြစ်ပါတယ်။3 နှစ်စာချုပ်နဲ့စတင်လိုက်တဲ့ဒီခရီးဟာ Maresca အတွက်အကြီးမားဆုံးစိန်ခေါ်မှုလည်းဖြစ်တယ်လို့သူ့ရဲ့နီးပြဘဝကိုသမိုင်းတင်နိုင်မဲ့အခွင့်အရေးလည်းဖြစ်နေပါတယ်။ပရိသတ်ကြီးရောEnzo Maresca က Manchester City ကိုနောက်ထပ် Premier League ဖလားတွေနဲ့ Champions League အောင်မြင်မှုတွေစီဦးဆောင်နိုင်မယ်လို့ယုံကြည်ကြလားခန့်မှန်းမှာအမြင်လေးတွေမျှဝေပေးခဲ့ကြပါဦး။